အဲ့လိုအဲ့ချောင်းငယ်လေးအခလေးတစ်ချောင်းကျသွားရင်တော့ချောင်းလေးကသိမှာမဟုတ်ဘူးအဲဆိုတော့အမင်းသားတယောက်ကနေပြီးတော့မျိုးပြောအမားတဲ့အမားကိုတဲ့ကိုဘသူပေါ့လေနော်ဒီကိုတိုင်ဝိုင်းနေရပဲသူမျိုးနဲ့ကြိုက်ဖူးတဲ့တယောက်ပေါ့နော်ကြိုက်ဖူးတဲ့ချို့လည်းသိပါတယ်နာမည်မပြောမှလည်းသိပါတယ်အဲ့တယောက်ကအမားအန်တန်နဲ့လည်းပြောရဆိုရှင်မှာမင်းကလေဟိုတချို့ကိစ္စတွေဥပက္ခပြုတတ်တယ်သလားတချို့လူတွေကကြတော့သူရဲ့အားနည်းချက်ကိုအပြင်မှာအားသာချက်လို့ထင်အောင်သူကလုံးတက်ကြတာအဲ့ဒီအချိန်မှာတခုတွေးရမှာကအဲ့လိုလုံးလိုက်လို့ရှင်တစ်ဖက်လူပေါ်မှာထိခိုက်နေနာခြင်းရှိမရှိဆိုတာတွေးရမှာအဲ့တော့သူအဲ့လိုပြောတဲ့အချိန်မှာစိတ်ကတော့အစင်မပြေဘူးပေါ့နော်ဒါပေမဲ့အဲ့တော့တော့ပြောလိုက်သေးတယ်မောင်လေးရဲ့လို့ဒီလိုတော့ရှိတာပေါ့လို့ဟိုချောင်းငယ်ကလေးထဲမှာလို့ဟိုလှေကလေးတစည်းလော်သွားလို့ရှင်လေရေတိုင်းကရက်ကလေးတော့ဖြစ်မှာပဲလို့အဲ့လိုမဟုတ်ဘူးအဲ့ချောင်းငယ်လေးထဲမှာတမောနည်းနည်းကြီးတဲ့မော်တော်တစ်ခုခုတ်မောင်းရင်လိုင်းကရက်ကပိုကြီးမှာပဲဒါပေမဲ့လို့အဲ့ချောင်းငယ်လေးအခလေးတစ်ချောင်းကျသွားရင်တော့ချောင်းလေးကသိမှာမဟုတ်ဘူးဆိုပြောချင်တဲ့သဘောကလေတခုခုကိုပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့ weak point ကိုသိဖို့လိုတယ်